အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ဖောက်ဆက်လေးတစ်လုံးဝယ်လာပါတယ်ဒီဖောက်ဆက်လေးကိုကျွန်တော်ဘာလို့ဝယ်လိုက်တယ်လဲဆိုတော့သဘောကျစရာလေးတွေအများကြီးရှိလို့ပါဟုတ်ကဲ့ပါကျွန်တော်တို့ဒီ set ထဲမှာဘာတွေပါတယ်ဆိုတော့ကြည့်ရအောင်မင်းနော်ဘူးလေးလည်းတက်တက်ရလေးဗျခါတိုင်းဘူးလေးဆိုရင်ဒီမှာကိုလေးနဲ့ပဲဆက်ထားဒီကောင်ကြတော့ပတ်တာလေးနဲ့လောက်ထားမိုက်နော်ပတ်တာလေးကလေးလေးဆိုလိုက်ဒီမှာကြီးတော့ကောင်းနေတာကလေးလေးအိုးမိုက်တယ်နော်ဒါပေမဲ့ဒီကောင်ကအစုံတော့ဖွင့်လို့မရဘူးဗျအစုံကြီးဖွင့်ချလို့မရဘူးထောင်းအစုံကြီးဖွင့်လို့မရဘူးဒီလိုမျိုးထောင်းနေဘူးနော်ဒီမျိုးကြီးထောင်းနေပါတယ်ငါပါခက်လက်ဒီလို့ခေါ်တာမသိပါဘူးနော်ခက်လက်ဒီCID 60ပေါ့နော်RPM က300ကနေပြီးတော့2000အထိပေါ့နော်ပြီးတော့ဒီကောင်ရဲစာက60 battery size ကတော့ 16.8 volt made in China ထဲမှာတော်တော်ကောင်းတယ်နော် China ထဲမှာတော်တော်ကောင်းတော့ပါလေဒီကောင်ကရောဘာလေးဗျဒီကောင်ရောဘာလေးလက်သေးတဲ့လူတို့တော့တိတ်စင်ပြေပဲဒီကောင်နည်းနည်းကြီးရဒီနမနည်းနည်းကြီးပါနောက်ပြီးတော့ဒီကောင်ကမော်တာက bestness ပေါ့နော် bestness ဒီမော်တာကဘယ်လိုပြောမလဲကျွန်တော်တို့ဒီအများအားသုံးနေတဲ့မော်တာတွေကအထက်မှာကာဗွန်ပါပေါ့နော်ကာဗွန်ပါတော့ကျွန်တော်တို့ဒီလိုမျိုးမီးခလုတ်တော့နေတဲ့ချိန်ကျရင်ဒီမှာမီးလေးတွေပွင့်တယ်ပေါ့ဒီကောင်ကျတော့အဲ့လိုမျိုးစားမဟုတ်ဘူးပေါ့နော်တအားကောင်းတယ်လို့တော့ပြောတာပဲကျွန်တော်တခါမှမသုံးဘူးလေဗျနောက်ပြီးတော့ဒီမှာကြော်ညာတစ်ခုကတော့ကျွန်တော်သဘောကျတာကဒီကောင်လေးဗျဒီကောင်လေးကျွန်တော်တို့ဒီစူးသွားတွေကိုဒီလိုထည့်ပြီးတော့ဒီလိုကျက်တဲ့အချိန်မှာကျွန်တော်ဒီကောင်ကိုနှိပ်ချမလို့ပဲပေါ့နော်ဒီမှာလက်လေးနဲ့ပဲတတလေးဒီမှာဒါဆိုကျက်သွားပြီဗျဒါဆိုဒီကောင်မထွက်တော့ဘူးနော်ပြန်ဖြုတ်မယ်ဆိုလည်းတူပဲဘာမီးမှမရှိဘူးနော်ဒီတွေမဲ့လက်နဲ့လက်ရုံပဲအဲ့ဒါလေးကျွန်တော်ပေါ်ကြပါတယ်နော်ဒီကောင်ကဘာတွက်လဲတော့မသိဒီရှေ့မှာတော့တူလေဗျ free လေးတော့တမျိုးလေးပဲနော်တမျိုးလေးပဲသူနဲ့တူဝယ်တာတော့ဒီကောင်ကတော့ line ပေါ်မှာတော့ဈေးအမျိုးမျိုးပဲကျွန်တော်လည်းပြောပြလို့မရဘူးကျွန်တော်ဝယ်တာတော့800လောက်ကျတယ်ဗျဒီကောင်လေး800ကျတယ်ကျွန်တော်ဘက်ထရီနှလုံးဟာနဲ့ယူလိုက်ပါတယ်နော်ဒီမှာဘက်ထရီနှလုံးပါဒီဘက်ထရီကလည်းသူ့ရဲ့ပိုအားကအစစ်အမှန်ပဲဗျ16.8 volt ပေါ့နော်အထက်မှာဘက်ထရီလေးလုံးပါတော့ပေါ့နော်တခြားကောင်လေးဆိုရင်100ကျော်200ကျော်လေးနဲ့ဗာလေးရှောက်ရေးထားမှကိုမတည်ဘူးဗျဒီကောင်ကျတော့အစစ်အမှန်လေးပေါ့နော်ကျွန်တော်နှလုံးမှာထားတယ်တွန်းနှလုံးပါတယ်ဒီကောင်လေးတော့ R20 နဲ့ဟာလေးကတော့ 16.8 volt 1500 milliamp အားတော့မရဘူးဗျတအားပေါ်လေးဘာမှမရှိသလိုပဲဒီကောင်ကြတော့ဘက်ထရီလေးကတော့မိုက်တယ်လေးတယ်ဗျလေးချိန်တော်တော်ရှိတယ်ဗျလေးလုံးအမှန်ကန်ပါတော့ဗောနော်လေးလုံးအမှန်ကန်ပါပါတယ်ဖြုံးပြန်ထည့်လို့မရဘူးနော်ဖြုံးပြန်ထည့်ရင်လွတ်လေးတော့ထွက်ပါတယ်ဘယ်နှစင်ရှိလဲကြည့်အောင်လေးထစ်စပီကာလေးထစ်ပါတယ်မိုင်းနော်လေးထစ်တော့ပါတယ်နောက်ဒီကောင်ကတစ်ကနေ20ရှိတယ်ဗျ
နှစ်ချက်တဲ့ချိန်นี่ဒါနှစ်ချက်တဲ့ချိန်သုံးတဲ့ဟာပါနော်ဒီကောင်ကကျွန်တော်တို့စူးတွားတွေအပေါက်ဖောက်တဲ့ဟာဒီကောင်ကြတော့နေရန်တွေကိုဖောက်တဲ့ချိန်မှာသုံးတဲ့ဟာပါနော်ဒီကောင်က၃မျိုးပါတယ်ဗျတော်တော်ကောင်းပါတယ်နောက်ဒီဂီယာနှစ်တစ်ဂီယာတစ်ဂီယာနှစ်လေးရတော့လေးဒီထိပ်ဒီကောင်ဒီထိပ်မှာတော့အလေးချိန်ရှိတယ်ဗျဒီကောင်တူလုံးဝတူလဲနေရနော်တခြားအရင်လုံးဟာကြီးနဲ့ကိုလုံးဝမတူဘူးလေဒီကောင်းနေရတယ်နော်တဘောချစရာလေးဟောဒီမှာပွန်အိတ်ကနေ10mm တီးရတယ်ဒီကောင်ကတော့သူတို့ကြော်ညာထားတာတော့တူတော်လှုပ်လို့ရတယ်ပေါ့နော်တန်ချောင်းတွေမှာထူးကြတယ်ဒီကောင်နဲ့ဒီကောင်နဲ့တန်ချောင်းထူးကြတယ်ဒါတော့မထူးရပါဘူးကြာနော်ဒီနေရာမှာကျွန်တော်စားပေါ့ကျွန်တော်စကူးဆိုရင်ဒီမှာတန်လိုက်ပြားလေးထည့်တာပြီးတိတ်ကောင်းပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့နက်လေးကတ်ထားလိုက်တိတ်ကောင်းပါနော်နက်လေးပါလေးကတ်ထားရတိတ်ကောင်းဒါတော့ထုံးစံတိုင်းမှာပဲခလဲမှာထားရင်လော့ရှေ့နောက်ကျွန်တော်တို့ဟိုမေးဒီမှာမီးလေးလည်းပါနော်မီးအကြိုင်လင်းပြီးနေမီးရတော်လေးလင်းပြီးနေနော်နည်းနည်းကြာလေးမှတူပိတ်သွားတာပါနော်နောက်ပြောဒီကောင်လေးကျွန်တော်တို့ဒီနက်တွေပါပဲချက်ပါပဲလှုပ်ပါနော်ဒီကောင်ကဟုတ်တာလေကျွန်တော်ကြက်ရင်းနဲ့ဂျမ်းဖြစ်သွားတာပေါ့နော်ဒီကောင်မနိုင်တော့ပေါ့ဒီဆက်ရမလဲနိုင်တော့ဘူးပဲဆိုရက်သွားတာပေါ့နော်အော်တိုရက်တဲ့ဟာပါတယ်ပြောပဲဒီမီးလေးပေါ့နော်ဒီမီးလေးမိတ်တုတ်ဖြစ်ပြီးတော့ရက်သွားတာပေါ့နော်မော်တာတွေပါသူဆက်မယုံပြီးတော့ဘူးပြောတယ်ဗျာဒါဆိုကျွန်တော်တို့ဒီ new system ပါတဲ့အတွက်တအားကောင်းပါနဲ့เนาะကျွန်တော်တို့မော်တာတွေပါလေလည်းမပြတ်စီးတော့ဘူးအထက်ကဒီ socket ပန်လန်းနေလည်းမပြတ်စီးတော့ဘူးပေါ့နော် overload လို့ခေါ်မှာမပြောဘယ်လိုခေါ်မလဲမသိဘူးပေါ့နော်ဒီကောင်ကျွန်တော်တို့ဒီ net တွေပါကြက်ရင်းနဲ့ဒီခေါင်းရမလဲနိုင်တော့ဘူးပေါ့နော်ဒီမော်တာအိုင်းမလဲနိုင်တော့တဲ့အချိန်မှာသူစမ်းကြည့်အောင်နော်နိုင်မနိုင်တော့မသိကျွန်တော်စမ်းကြည့်အောင်哇，မနိုင်ဘူး။ဝါမနိုင်ဘူးဗျာ။နိုင်လက်နာပါပြီ။ဝါမိုက်ရနော်။ကိုလာလေပြရတဲ့ဈေးနဲ့တမ်းပါတယ်။ကိုကတော်လေးချစ်တယ်ဗျာ။ချစ်လေးဒီအမဲလေးတွေကတော့ဒီကောင်လည်းရောပါ။ဒီကောင်လည်းရောပါမဟုတ်ဗျ။ဒီကောင်ကျတော့ကိုတယ်နော်။ဒီကောင်လည်းရောပါ။ဒီကောင်လည်းရောပါ။ဒီကောင်လည်းရောပါ။ဒါလည်းရောပါ။ဒီမှာဒီအမဲတော့ကိုဘက်ထရီရဲ့ဒီအောက်ခြေကြတော့လဲရောဘာပဲဗျဒီကောင်လဲရောဘာပဲဒီကောင်လဲရောဘာလေးပါရောဘာလေးပါမနော်အသားတစ်စိတ်လေးနဲ့ကောင်းတယ်ဗျ quality တော့ကောင်းတယ်လို့ပြောလို့ရတယ်ဗျဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်